ကဲအားလုံးဩကာသကတော့ကျိုးဖြစ်ပူဇော်ကြောလိုက်ကြဖယားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဟုဆိုသောယရဏမြတ်သုံးပါးတို့နှင့်တကာဝဆရာသခင်ကျေးဇူးရှင်ဖြစ်တော်မူသောမဂုတ်ဆရာတော်ဘုရားကြီးဉာဏ်တော်အားရှိမှန်း၍ယုသေးမြတ်တို့လက်ဆုံမှု၏ရှင်ကိုပူဇော်ဖူးမြော်မှန်လျှော့ကရောကြောင့်ဖြစ်သောယတနာတရားပနာမတက္ကိစ္စဂါရဝကောင်းမှုကုသိုလ်ကံစေရနာတထာပညာဝိရိယတို့ကြောင့်မိမိတို့လိုရှိအပ်တောင်းတအပ်သောမဝမနာမတိအမြဲနေရာဖြစ်သောနိဗ္ဗာန်သို့၎င်းဒုက္ခခတ်သိမ်းရှုံငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာတို့ဤရှုပ်ရာသိမ်းရာငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အသည်ကိုယ်စီကိုယ်ငှကျင့်ကြံကြိုးကိုပွားများအထောက်ဆဲဖြစ်သောဒါနသီလစေနာကံနှင့်တကောဝိပဿနာဉာဏ်သည်လေးမြတ်စွာမဉဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့ရလွယ်လျှောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေသာသနာတော်နှစ်2569ခုနှစ်မြန်မာတက္ကသိုလ်1389ခုနှစ်နောင်တကူလပြည့်ကျော်12ရက်ခရစ်နှစ်2026ခုနှစ်ဧပြီလ23ရက်တလင်းလာနေ့မှာစင်ကာပူနိုင်ငံမာမုနိကျောင်းကဦးစီးကျင်းပကြီးမှုကျင်းပအပ်သော119ကြိမ်မြောက်တကြံတွင်9ရက်တာနေ့တရားစခန်းပွဲမှာဒီနေ့ပထမနေ့ဖြစ်သစ္စာတရားများဟောကြားပေးမှာဖြစ်ပါတယ်သစ္စာတရားတော်များမဟောကြားမနာကြကြသေးမီမௌလတရားပန်ရှင်ဖြစ်တော်မူသောတောင်လောကထုထာသက်ပင်ညွတ်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးအားနမောတတ3ကြိမ်ဖြင့်ပူဇော်ကြောလိုက်ကြပါကုန်စို့နမောတတဗုဒ္ဓဝါတောသမ္မာသမ္ဗုဒ္ဓံနမောတတဗုဒ္ဓဝါတောသမ္မာသမ္ဗုဒ္ဓံနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓံကျေးဇူးတော်ရှင်အကမပန္တိတအပိဒသမတထကုတို့မဂုတ်ဆရာတော်ဘုရားကြီးဉာဏ်တော်ဥထိတ်မှာပန်းစင်လျက်လေးပင်လေးရက်မှာရှိကြကုန်သောအလုံးသောတန်ဃာတော်ရှင်သူမြတ်များဤဘုံရိပ်ခံရိပ်မေတ္တာရိပ်တို့ကိုခေါ်လုံပြီးရန်ကုန်တိုင်းဒေသကြီးလက်ကူမြို့နယ်မသိလကုန်းကြီးရွာအမြန်လန်း9မိုင်6ပါလုံးမှာတည်ရှိသောထေရဝါဒမဂ္ဂဓမ္မယတာကျောင်းတိုက်ကြီးဤဦးစီးပရဏနာယကတက္ကလောဆရာတော်ဘုရားကြီးဤစီစဉ်လမ်းညွှန်မှုဩဝါဒနဲ့အညီယနေ့ညနေပိုင်းသစ္စာတရားများဖြင့်ကျေးဇူးပြုဟောကြားပေးမှာပဲဖြစ်ပါတယ်
အလုံးသောယောဂီအပေါင်းတော်ကောင်းတို့ဝိပဿနာရှုတဲ့နေရာမှာအယူမမှားဖို့လိုတယ်ဝိပဿနာရှုတဲ့အခါမှာဘာလို့လဲအယူမမှားဖို့လိုတယ်ဒါဆိုရင်ဦးဇင်းတို့တရားတော်ကောင်းသူတော်ကောင်းတို့တွေဝိပဿနာလမ်းကြောင်းပေါ်မှာသွားမဲ့ပုဂ္ဂိုလ်ဟာအယူမှားလို့ရပါမလားမရဘူးအယူမှားလို့မရသလိုတဲ့အမှတ်လည်းမှားလို့မရဘူးဘာလဲမှားလို့မရဘူးလေအမှတ်လည်းမှားလို့မရဘူးနောက်တစ်ခါအတိလည်းမှားလို့မရဘူးတဲ့ဘာလဲလေနှစ်ချက်လဲသုံးချက်အယူလည်းမှားလို့မရဘူးအမှတ်လည်းမှားလို့မရဘူးအတိလည်းမှားလို့မရဘူးဒါဆိုရင်အယူလည်းမှန်ရမယ်အမှတ်လည်းမှန်ရမယ်အတိလည်းမှန်ရမယ်ဘယ်နှချက်လဲသုံးချက်ဒါဆိုရင်ဝိပဿနာလို့ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်ဟာအယူလည်းမှားလို့မရဘူးအမှတ်လည်းမှားလို့မရဘူးအတိလည်းမှားလို့မရဘူးအယူမှန်အမှတ်မှန်အတိမှန်မှသာလျှင်မိမိကြိုးစားအထုတ်နေတဲ့ဝိပဿနာအလုပ်သည်ခရီးရောက်မယ်တဲ့ဟုတ်တယ်မလားကဲကောင်းပြီဒါဆိုရင်ဝိပဿနာလို့ကြိုးစားအထုတ်မှဖြစ်တဲ့အတွက်ကြောင့်စောစောတုန်းကဥစဉ်ပြောခဲ့ပါတယ်အယူမှအမှန်မှအတိမှဒါတွေလုပ်လို့မရဘူးတဲ့အဲ့တော့ဘလို့ယူလဲဘလို့မှတ်လဲဘလို့သိလဲကျေးဇူးတော်ရှင်အကမဟာပဏိတပိဋကမဟာတတကုတုမကုတ်ဆရာတော်ဘုရားကြီးကဝိပဿနာစပြီးတော့မရှုခင်မှာဘာကိုဖြုတ်ခိုင်းတာလဲဒါယောဂီတွေသိပြီးသားပဲဟုတ်တယ်မလားဒိဋ္ဌိတွေအရေးမကြီးဘူးလားကြီးလားကြီးတာဗောဒါဆိုရင်အယူမှအမှတ်မှအတိမှားသည်တခြားလားဒိဋ္ဌိလားဒါဆိုရင်ဘလို့ယူလဲဘလို့မှတ်လဲဘလို့သိလဲဆိုရင်ပုဂ္ဂိုလ်တ attva ငါလို့ယူတယ်မှတ်တယ်သိတယ်ဘလို့ယူလဲပုဂ္ဂိုလ်တ attva ငါလို့ယူလဲယူလဲမှတ်လဲမှတ်တယ်သိလဲသိတယ်အဲ့တော့မမှားဘူးလားမှားနေလားမှားနေတယ်ဦးဇင်းတို့တရားတော်မသူတော်ကောင်းတို့တွေကဝိပဿနာပွားများအာမထုတ်ခင်မှာအရင်ဆုံးအတိနဲ့ဒိဋ္ဌိဖြုတ်ထားရမယ်လို့ကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးကလည်းမပြောခဲ့ဘူးလားပြောခဲ့လားပြောခဲ့ပါလေဒါနဲ့ပတ်သက်ပြီးကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးကလည်းဟောထားပါတယ်သူဟောတာကလည်းဒီအယူမှအမှတ်မှအတိမှနေပဲဒါဆိုရင်အဲ့ဒီအယူမှအမှတ်မှအတိမှဘာကြောင့်မှားကြတာလဲဘုရားရှင်ကိုတော်မြတ်ကြီးဟောတာတယ်ဘုရားရှင်ကိုတော်မြတ်ကြီးလက်ထက်တော်အခါမှာတင်တချို့ပုဂ္ဂိုလ်တွေအယူမှားတဲ့ပုဂ္ဂိုလ်တွေအမှတ်မှားတဲ့ပုဂ္ဂိုလ်တွေအတိမှားတဲ့ပုဂ္ဂိုလ်တွေမရှိကြဘူးလားရှိကြလားရှိကြတယ်အဲ့တော့အဲ့ဒီထက်ကမှအယူမှားဆိုတာဒိဋ္ဌိဘာဒိဋ္ဌိလဲဆိုရင်မိစ္ဆာဒိဋ္ဌိဘာဒိဋ္ဌိလဲမိစ္ဆာဒိဋ္ဌိဒါဆိုရင်ဦးဇင်းတို့တရားတော်သူတော်ကောင်းတို့တွေဝိပဿနာလမ်းကြောင်းကိုသွားမဲ့ပုဂ္ဂိုလ်ဟာပထမဦးဆုံးနေနဲ့တနည်းပြောရရင်ညာတပရိညာအနေနဲ့အတိဒိဋ္ဌိဖြုတ်ထားဖို့မလိုဘူးလားလိုတယ်နော်လိုတယ်အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလက်ထက်တော်အခါမှာတည်းအဲ့ဒီတော့အယူမှအမှတ်မှအတိမှားတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့ဒါဆိုရင်အဲ့ဒီအယူမှအမှတ်မှအတိမှားတဲ့ပုဂ္ဂိုလ်တွေကဘယ်သူတွေလဲဆိုရင်ဥပမာပြပါဆိုရင်တဲ့ဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်အခါတုန်းကဦးဇင်းတို့တရားတော်ပေါင်းသူတော်ကောင်းတွေသိပြီးသားပဲအယူမှအမှတ်မှမိစ္ဆာဒိဋ္ဌိအယူယူထားတဲ့ပုဂ္ဂိုလ်
2 ယောက်ရှိတယ်ဒါဥပမာနဲ့ထုတ်ပြတာနော်အများကြီးပဲအဲ့ဒီ 2 ယောက်ကဘယ်သူလဲဆိုရင်တဲ့ပုံနာနဲ့တေနိယတဲ့ဘယ်သူနဲ့ပြပါလေပုံနာနဲ့တေနိယသူတို့ကဘယ်လိုယူလဲဆိုရင်ပုံနာသည်တဲ့သူ့ရဲ့အယူသည်သူ့ရဲ့ကျင့်သည်ဘယ်လိုကျင့်လဲဆိုရင်နွားလိုကျင့်တယ်တဲ့ဘယ်လိုကျင့်လဲနွားလိုကျင့်တယ်ဒါဆိုရင်သူ့ရဲ့အယူရမမှားဘူးလားမှားနေလားမှားနေတယ်အဲ့တော့နွားလိုကျင့်တယ်ဆိုတော့နွားလိုပဲနေတယ်စားတော့လဲနွားလိုပဲစားတယ်ဩနွားလိုအမီးလေးပါတက်လိုက်သေးတယ်နောက်ထပ်နွားလိုဂျိုကိုတက်ထားတယ်အဲ့တော့ပြောနေတာကပုံနာသည်ဘာကြောင့်နွားလိုကျင့်တာလဲဘာကြောင့်အဲ့ဒီလိုယူထားတာလဲဘာကြောင့်အဲ့လိုမှတ်ထားတာလဲဘာကြောင့်အဲ့လိုသိထားတာလဲဆိုတော့သူ့ရဲ့အယူသည်ဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတို့တွေစဉ်းစားကြည့်ပေါ့မမှားဘူးလားမှားနေလားမှားနေတယ်အယူမမှားဘူးလားမှားလားမှားတယ်ဒါပေမဲ့ तू ကတော့မှန်တယ်လို့ထင်တာပေါ့သူသည်တဲ့ပုံနာသည်နော်နွားလိုကျင့်သောအားဖြင့်တဲ့သူလုံနေတဲ့အကျင့်သည်နော်သူလုံနေတယ်မှတ်ထားမယ်နော်သူလုံနေတဲ့အကျင့်သည်တဲ့ကိလေသာခေါင်းပေါအောင်ကျင့်နေတာတဲ့နောက်ထပ်ကိလေသာရှုပ်အောင်ကျင့်နေတာတဲ့နောက်တစ်ခုကိလေသာငြိမ်းအောင်ကျင့်နေတာတဲ့ဘုရားတရားမောင်းသူတော်ကောင်းတို့စဉ်းစားကြည့်ပေါ့နွားလိုကျင့်တဲ့ပုဂ္ဂိုလ်ဟာကိလေသာခေါင်းပေါအောင်ကျင့်တယ်ကိလေသာငြိမ်းအောင်ကျင့်တယ်ကိလေသာရှုပ်အောင်ကျင့်တယ်လို့ပြောတယ်ဆိုတော့ဦးဇင်းတို့တရားမောင်းသူတော်ကောင်းတို့စဉ်းစားကြည့်ပေါ့မှန်ရဲ့လားမှန်နိုင်တဲ့အနေအထားရှိရဲ့လားမရှိပါဘူးဒါဆိုရင်မိသူဒီတေနိယပုံနာဆိုတဲ့ကိုယ့်ရဲ့တန်တန်မှာသူ့ရဲ့အကျင့်ကသူကမှန်တယ်လို့ပဲမထင်ဘူးလားထင်လားထင်တယ်ဩဘယ်တော့တောင်သူမဆင်းရဲသူ့တိုင်ပြုတ်ကျင့်ရလဲမသိပါဘူးနွားလို့တောင်ဥချိုကတက်ထားတယ်အမိကလည်းတက်ထားရစားလို့လည်းနွားလို့စားတယ်အဲ့တော့သူကျင့်နေရတဲ့အကျင့်သည်နော်ကိလေသာခေါင်းပေါတဲ့အလုပ်ကိလေသာရှုပ်တဲ့အလုပ်ကိလေသာငြိမ်းတဲ့အလုပ်ဆိုပြီးတော့သူကအမှားကြီးအမှားအယူမယူဘူးလားယူရလားယူတယ်နော်သေချာမှတ်မယ်နောက်တစ်ခါအတ္တိတို့နဲ့တေနိယတဲ့သူတငယ်ချင်းရှိတယ်တေနိယကတော့ဘယ်လိုကျင့်လဲဆိုရင်ခွေးလိုကျင့်တယ်တဲ့ဘယ်လိုကျင့်လဲခွေးလိုကျင့်တယ်ဒါဆိုရင်ခွေးလိုကျင့်တဲ့တေနိယဆိုကောင်းခွေးလိုပဲစားတယ်သွားတဲ့အခါမှာလည်းခွေးလိုပဲလေးဘက်ထောက်ပြီးတော့သွားတယ်စားတဲ့အခါမှာတောင်နော်သူများကျွေးရင်မစားဘူးဟိုပြစ်ချပေးမှလိုက်စားတယ်အဲ့တော့သူ့ရဲ့အကျင့်ကြီးဟာလဲတေနိယရဲ့အကျင့်ဟာလဲမမှားဘူးလားမှားနေလားမှားနေတယ်နော်အယူလဲမှားတယ်အမှတ်လဲမှားတယ်အတိလည်းမှားတယ်အဲ့တော့မှားနေတဲ့အတွက်ကြောင့်တဲ့တေနိယကလည်းသူကအဲ့ဒါကိုမှန်တယ်လို့ဘာဖြစ်ထားလဲယူထားတယ်သူကလည်းဘလို့ယူထားလဲဆိုတော့ငါသည်တဲ့ခွေးလိုကျင့်သောအဖြစ်ကိလေသာခေါင်းပေါအောင်ကျင့်တဲ့အလုပ်ကိလေသာရှုပ်အောင်ကျင့်တဲ့အလုပ်ကိလေသာငြိမ်းအောင်ကျင့်တဲ့အလုပ်လို့သူ့ရဲ့စိတ်ထဲမှာမှတ်ဘူးလားမှတ်နေလားမှတ်နေတယ်ဒါပေမဲ့ဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတို့တွေဟာစဉ်းစားကြည့်မယ်ဆိုရင်သူတို့ယူထားတဲ့ယူသည်မမှားဘူးလားမှားနေလားမှားနေတယ်အယူလဲမှားအမှတ်လဲမှားအတိလဲမှားအဲ့တော့သူရဲ့တဏ္ဍာမှာမိစ္ဆာဒိဋ္ဌိအယူမရှိဘူးလားရှိလားရှိတယ်အဲ့တော့ပြောချင်တာကဝိပဿနာအလုပ်ကြိုးစားအထုတ်မဲ့ပုဂ္ဂိုလ်ဟာ
အယူမှန်အမှတ်မှန်အတိမှန်ဖို့လိုတယ်ဟုတ်တယ်မလားကိုကနေပြီးတော့အဲ့လိုမှမဟုတ်ဘဲနဲ့အယူမှအမှတ်မှအတိမှဆိုရင်ဝိပဿနာလမ်းကြောင်းကိုသွားဖို့လွယ်ပါမလားမလွယ်နိုင်ပါဘူးတဲ့ကဲကောင်းပြီဒါဆိုရင်ပုံနာသည်ဘလို့ကျင့်လဲနွားလို့ကျင့်တယ်တေနိယကဘလို့ကျင့်လဲခွေးလို့ကျင့်တယ်ဒါပေမဲ့သူတို့ရဲ့အကျင့်ဒီသူတို့ကိုတော့မှန်တယ်လို့မယူထားဘူးလားယူထားလားယူထားတယ်ဟုတ်ပြီအဲ့ဒီတို့နဲ့သူတို့နေလာလိုက်ကြတနေ့မှာဘုရားရှင်ကိုတော်မြတ်ကြီးနဲ့သွားတွေ့တယ်တဲ့ဘုရားရှင်ကိုတော်မြတ်ကြီးတဲ့နဲ့ဘုရားရှင်ကိုတော်မြတ်ကြီးနဲ့တွေ့တဲ့အခါမှာအဲ့ဒီမှာပုံနာကနေပြီးတော့အရင်လျှောက်တယ်ရှင်ဘုရားတဲ့တပည့်တော်ရဲ့တငယ်ချင်းတေနိယကတော့ဗျာတဲ့ခွေးလိုကျင့်တယ်ခွေးလိုအိတ်တယ်ခွေးလိုပဲသွားတယ်ခွေးလိုပဲစားတယ်သူဒီနောင်ဘဝသေလွန်တဲ့အခါမှာဘာဘေဘဝမြဲရောက်နိုင်ပါတယ်လေဖေယားဆိုပြီးတော့လျှောက်တယ်လျှောက်တဲ့အခါမှာဘုရားရှင်ကိုတော်မြတ်ကြီးကသူ့ရဲ့အမေးကိုတန်းပြီးတော့မဖြေဘူးပထမတစ်ချိန်မေးတယ်မဖြေဘူးဒုတိယတစ်ချိန်မေးတယ်မဖြေဘူးသုံးချိန်သုံးခါမေးတဲ့ခါကျမှဖြေတယ်အဲ့တော့ပြောချင်တာကဘုရားရှင်ကိုတော်မြတ်ကြီးကသူတို့ရဲ့တဏ္ဍာမှာမိစ္ဆာဒိဋ္ဌိအယူရှိထားတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်သူမေးနေတာက၃ချိန်၃ခါမေးနေတာဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ချိန်မှာတော့ဖြေရတော့မယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်ဘုရားရှင်ကိုတော်မြတ်ကြီးကဖြေတယ်ပုံနာတဲ့အဲ့ဒီခွေးလိုကျင့်တဲ့ပုဂ္ဂိုလ်ဟာတဲ့သူ့ရဲ့အလေဝါဒနာအထုံအကြောင်းတဲ့ခွေးပြန်ဖြစ်မယ်အဲ့ဒီလိုခွေးပြန်ဖြစ်ပြီးတဲ့အခါမှာအဲ့ဒီလိုကျင့်ပြီးမှနော်သူဒီအဲ့ဒီလိုခွေးလိုကျင့်သောအဖြစ်ကိလေသာခေါင်းပေါင်းကျင့်တဲ့အကျင့်ကိလေသာရှုပ်အောင်ကျင့်တဲ့အကျင့်ကိလေသာငြင်းအောင်ကျင့်တဲ့အကျင့်လို့အဲ့ဒီလိုအယူမှားသွားတဲ့အတွက်ကြောင့်နဲ့အပေငရဲကလည်းကြောက်မယ်တဲ့ငရဲလည်းကြောက်မယ်ပေါ့အဲ့ကြတော့ဘယ်နှချက်လဲနှစ်ချက်နော်စဉ်းစားမယ်နော်တေနိယသည်ခွေးလိုကျင့်သောအဖြစ်သူရဲ့အလေဝါဒနာအထုံပါသောအဖြစ်ဘာဖြစ်အောင်မလဲခွေးလည်းဖြစ်အောင်မယ်အဲ့ဒီလိုဖြစ်ပြီးတော့လေတဲ့သူသည်အယူမှားခြင်းကြောင့်နော်အယူမှားခြင်းကြောင့်ငရဲတို့လည်းရောက်အောင်မယ်ဘယ်လိုလဲဆိုရင်တေနိယခွေးလိုခြင်းတဲ့ပုဂ္ဂိုလ်နောက်တစ်ခါပုံနာကိုတေနိယထပ်ပြီးတော့လျှောက်တယ်သူကတယောက်တစ်ဖက်တည်းမေးတာပေါ့နော်ပုံနာကလည်းဗျာနွားလိုကျင့်တယ်တဲ့စားတဲ့ခါမှနွားလိုပဲစားတယ်တွန်းတဲ့ခါမှလည်းနွားလိုပဲတွန်းတယ်ဗျာသူဒီကိလေသာခေါင်းပေါင်းကျင့်တဲ့အလုပ်တွေလုပ်နေတာဖြစ်တဲ့ကြောင့်သူဒီတေးတဲ့ခါမှာဘယ်ဘုံဘဝနဲ့ရောက်နိုင်ပါသလဲဗျာထိုနည်းတူစားပဲ၃ချိန်၃ခါမေးတယ်အဲ့ဒီတော့၃ချိန်၃ခါမေးတဲ့ခါမှာဘုရားရှင်ကိုတော်မြတ်ကြီးကဖြေတယ်တဲ့ဒီပုဂ္ဂိုလ်ဒီပုံနာဆိုတဲ့ပုဂ္ဂိုလ်ကလည်းထုံကြီးတူသွားပဲတဲ့နွားလိုကျင့်သောအဖြစ်နွားရဲ့အလေထုံအထုံဝါဒနာဖြစ်တဲ့အတွက်ကြောင့်နွားလည်းဖြစ်အောင်မယ်သူဒီကိလေသာခေါင်းပေါအောင်ကျင့်တဲ့အယူနော်ကိလေသာချုပ်အောင်ကျင့်တဲ့အယူကိလေသာငြိမ်းအောင်ကျင့်တဲ့အယူလို့အယူမှားခြင်းကြောင့်လည်းဘယ်ကိုသွားရအောင်မလဲငရဲကိုသွားရအောင်မယ်တဲ့အဲ့ဒီလိုနဲ့ဦးဇင်းတို့တရားတော်မောင်းတော်ကောင်းတို့တွေပုံနာနဲ့တေနိယသည်သူတို့ကျင့်နေတဲ့အကျင့်သည်သူတို့ယူနေတဲ့အယူတွေသည်မမှားဘူးလားမှားလားမှားတယ်အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးနဲ့တွေ့တဲ့အခါမှာဘုရားရှင်ကိုတော်မြတ်ကြီးကအမှန်တမ်းပြောလိုက်တဲ့အခါမှာပုံနာကငိုတယ်တဲ့ဘာလို့ငိုလဲဆိုရင်တဲ့ငါတို့အကျင့်ကြီးကျင့်ခဲ့ပြီးမှဒုက္ခတွေများပြီးဒုက္ခတွေခံခဲ့ပြီးမှငါတို့ကျင့်ခဲ့ပြီးမှနော်ငါတို့ကျင့်တဲ့အတိုင်းပဲ
တလိမ့်ဆန်လည်းဖြစ်အောင်မယ်ငရဲလည်းကြာရအောင်မယ်သူတို့ဘုရားကျင့်ကိုတော်မြတ်ကြီးပြောလိုက်တဲ့အခါမှာသူတို့ရဲ့အကျင့်သူတို့ရဲ့အယူတွေဒီမှားနေတယ်လို့မသိဘူးလားသိသွားလားသိသွားတယ်သိသွားတော့ဘုရားကျင့်ကိုတော်မြတ်ကြီးထံကိုပဲเนาะဘာပြောလဲဆိုရင်ရှင်ဘုရားတပည့်တော်တို့မှားတပည့်တော်ယူနေတဲ့အမှားတွေတပည့်တော်တို့ကိုအမှန်ဖြစ်အောင်ပြင်ပေးတော်မူပါဖေဟာဘုရားရှင်ကိုတော်မြတ်ကြီးတန်ကိုလျှောက်တယ်ဘုရားရှင်ကိုတော်မြတ်ကြီးကလျှောက်တော့တဲ့မင်းတို့ယူနေတဲ့အယူတွေဒီမှားနေတယ်အမှတ်လည်းမှားနေတယ်အတိလည်းမှားနေတယ်အမှန်လမ်းကြောင်းကိုငါပြပေးမယ်ပြောပြပေးမယ်ဆိုပြောလိုက်တဲ့အခါမှာဘုရားရှင်ကိုတော်မြတ်ကြီးကကံ၄မျိုးကိုဟောတယ်တဲ့ကံဘယ်နှမျိုးလဲဒါကိုလည်းကျေးဇူးတော်ချင်းအကမပန္တိတာပိဋကမဟာတတကိုတို့မဟုတ်ကိုဆရာတော်ဘုရားကြီးကလည်းဟောထားပါတယ်အဲ့တော့ကံကဥဒ္ဒနတော်ကောင်းသူတော်ကောင်းတွေသိပြီးသားပဲနံပါတ်1အမေကံနံပါတ်2ဘာပါလဲအမေကံနံပါတ်2ကအဖြူကံနံပါတ်2ကဘာလဲနံပါတ်3ကအမဲအဖြူရောတဲ့ကံနံပါတ်3ကဘာပါလဲနံပါတ်4ကအမဲအဖြူမရောတဲ့ကံနံပါတ်4ကဘာပါလဲဩဒါဆိုရင်ကံဘယ်နှပါလဲ4ပါမှတ်ထားမယ်နော်နံပါတ်1ကအမဲကံနံပါတ်2ကနံပါတ်3ကနံပါတ်4ကအမဲအဖြူမရောတဲ့ကံအဲ့တော့ကဲကောင်းပြီကံ၄မျိုးဒါဆိုရင်ကံကိုအရင်ပြောကြည့်ကြမယ်ဝိသနုကံတကောင်သူတော်ကောင်းတို့တွေနေ့စဉ်နေ့တိုင်းကံနေပြုလုပ်ကြတယ်နေ့စဉ်နေ့တိုင်းကံနေပြုလုပ်လာတယ်အဲ့ဒီကံတွေကမှကုသိုလ်ကံလည်းပိုင်ပါမယ်အကုသိုလ်ကံလည်းပိုင်ပါမယ်ဘယ်ကံပဲပြုလုပ်လိုက်တဲ့ကုသိုလ်ကံကြောင့်เนาะကုသိုလ်ကံအလျောက်စာမိမိရဲ့တဏ္ဍာမှာသစ္စာသစ္စာဉာဏ်မပါဘဲနဲ့အဲ့ဒီကုသိုလ်ကံလေးပြုတ်လိုက်မယ်ဆိုရင်အဖြူကံကြိုးပေးမယ်အဲ့ဒီလိုမှမဟုတ်ပဲဦးဇင်းတို့တကားတော်ကောင်းသူတော်ကောင်းတို့တွေဟာအကုသိုလ်လုပ်ပြီးတော့ကုသိုလ်ပြုမယ်ဆိုရင်ကုသိုလ်ပြုမယ်ဆိုရင်အမဲအဖြူရောတဲ့ကံဖြစ်မယ်အဲ့တော့အမဲကံဆိုတဲ့နေရာမှာလဲဦးဇင်းတို့တကားတော်ကောင်းသူတော်ကောင်းတို့တွေအမဲကံပြုတ်လို့တဲ့ပုဂ္ဂိုလ်ကတော့ငရဲတလိษံပိတ္တာအတုတကယ်ဆိုတဲ့အပယ်၄ပုံကိုမရောက်နိုင်ဘူးလားရောက်နိုင်လားရောက်နိုင်ပါတယ်တဲ့အဲ့ဒါဘာကံပါလဲအမဲကံဟုတ်ပြီနော်ကဲကောင်းပြီနောက်တစ်ခါနံပါတ်2အဖြူကံအဖြူကံကတော့မိမိရဲ့တဏ္ဍာမှာကုသိုလ်တတ်ပေါ့နော်အပြုပေါ်မှာကုသိုလ်ပေါ်မှာဉာဏ်မပါဘူးဉာဏ်မဥသိဘူးသစ္စာသစ္စာဉာဏ်မပါဘူးအဲ့ဒီလိုတတ်နဲ့ကုသိုလ်ပြုတဲ့ကံကိုတော့အဖြူကံအဲ့ဒီအဖြူကံကတော့ဦးဇင်းတို့တက္ကရာမောသူတော်ကောင်းတို့တွေလူဘဝလူခန္ဓာမရနိုင်ဘူးလားရနိုင်လားရနိုင်တယ်အဲ့ဒီလိုမဟုတ်ဘူးနော်နတ်ဘဝနတ်ခန္ဓာလည်းရနိုင်တယ်အဲ့ဒါဘာကံလဲဆိုရင်အဖြူကံဘာကံပါလဲအဖြူကံနောက်တစ်ခါနံပါတ်3ကတဲ့ဘာလဲဆိုရင်အမဲအဖြူရောတဲ့ကံအမဲအဖြူရောတဲ့ကံဆိုတော့ဥဒ္ဒနတက္ကရာမောသူတော်ကောင်းတို့တွေလောက်တာကတော့အကုသိုလ်နော်လောက်တာကတော့အကုသိုလ်လှူလိုက်တာကတော့ကုသိုလ်ဒီလိုပုဂ္ဂိုလ်တွေလည်းမရှိဘူးလားရှိလားရှိတယ်နော်ဒီနေ့နော်သူများအသက်ကိုသက်အကုသိုလ်တွေလုပ်ပြီးမှနော်လူမဲ့တတ်မဲ့နေရာကြမှာအဲ့ဒီလှုပ်လေးနဲ့ကုသိုလ်ပြုလိုက်တယ်အဲ့ဒီကံကအမဲအဖြူရောတဲ့ကံသူကတော့ဘာအကျိုးပေးမဲ့ဆိုရင်ဦးဇင်းတို့တက္ကရာမောသူတော်ကောင်းတို့တွေစဉ်းစားတတ်အောင်ပြောမယ်ဆိုရင်တချို့နတ်နဂါးကြီးတွေပေါ့နော်နတ်နဂါးကြီးတွေတချို့စင်ဖြူတော်တွေမရှိဘူးလားရှိလားရှိတယ်အဲ့တော့စင်ဖြူတော်ဆိုတဲ့
စင်ဖြစ်ရတာဒီအမေကံအကုသိုလ်ကံပေါ့နော်အဲ့တော့စင်ဖြူတော်ဆိုတဲ့သူများရဲ့နော်အချင်းမွန်းထိုက်ခံရတဲ့ဂုံတက်တီဒီကုသိုလ်အဖြူကံပေါ့နော်အဲ့ဒီလိုအမဲအဖြူရောတဲ့ကံနောက်တစ်ခုရှိသေးပါတယ်နော်ဦးဇင်းတို့တက္ကနာဝသူတော်ကောင်းတို့တွေခွေးလေးခွေးတာမဟုတ်ပါဘူးเนาะတချို့ခွေးလေးတွေเนาะသိန်း40သိန်း50ပေးပြီးတော့တယုတရနဲ့ဝယ်မေးထားတာတွေမရှိဘူးလားရှိလားရှိတယ်အဲ့ဒီပုံကိုယ်တွေအဲ့ဒီတိလိษံတွေကလည်းအမဲဖြူရောတဲ့ကံလို့ပြောရင်မှားပါမလားမမှားနိုင်ဘူးဘာလို့လဲဆိုရင်ခွေးတော့ခွေးပဲလေဟုတ်တယ်မလားတိလိษံပဲအဲ့မဲ့တိလိษံဆိုတာကအကုသိုလ်ဟုတ်ပြီဒါပေမဲ့တိလိษံချင်းတူပင်တူညာတော့လေသူဒီသူ့ရဲ့ဂုဏ်တက်တိသူ့ကိုရှစ်မဲ့နိုးခြင်းမခံရဘူးလားခံရလားခံရတယ်အဲ့ဒီကံဒီအဖြူကံပေါ့နော်ဒါကြောင့်အမဲအဖြူရောတဲ့ကံတဲ့တော့ဒါနံပါတ်3နောက်တစ်ခါနံပါတ်4တဲ့နံပါတ်4ကတော့ဦးဇင်းတို့တရားတော်သူတော်ကောင်းတို့တွေအမဲလည်းမရောဘူးအဖြူလည်းမရောဘူးအမဲအဖြူမရောတဲ့ကံဘာမရောတဲ့ကံလဲအဲ့ဒီအမဲဖြူမရောတဲ့ကံတော့ဦးဇင်းတို့တရားတော်သူတော်ကောင်းတို့တွေယခုတဏှာကြီးကနေပြီးတော့နော်9နာရီခွဲထိဝိပဿနာအလုပ်တွေစ조사အားထုတ်လိုက်တဲ့အလုပ်ဒီအဲ့ဒီကံဒီအမဲဖြူမရောတဲ့ကံပဲဟုတ်တယ်မလားဒါကြောင့်အမဲဖြူရောတဲ့အမဲဖြူမရောတဲ့ကံဦးဇင်းတို့တရားတော်သူတော်ကောင်းတို့တွေဒီကနေ့မပြုတ်လို့ဘူးလားပြုတ်လို့နေလားပြုတ်လို့နေတယ်ဟုတ်ပြီဒါဆိုရင်ကောင်းပြီဒါဆိုရင်မဲဖြူမရောတဲ့ကံကိုမပြောခင်မှာရှစ်ကကံကိုတစ်ချက်ပြောကြည့်မယ်အမဲကံအဖြူကံပြောကြည့်မယ်ဦးဇင်းတို့တရားတော်သူတော်ကောင်းတို့တွေမိမိကရိုးရိုးလေးနဲ့သာတွေးကြည့်မယ်ဆိုရင်အမဲကံလှုပ်ထားတဲ့ပုဂ္ဂိုလ်ဒီငရဲတလိษံပိတ္တာအတုတကယ်သွားရဖို့မသေးကြဘူးလားသိကြလားသိကြတယ်ဒါပေမဲ့ရိုးရိုးလေးတွေးကြည့်မယ်ကိုကနေပြီးတော့တစ်ချိန်လုံးအာကုသိုလ်တရားတွေပဲပြုလုပ်နေတယ်အာကုသိုလ်တရားတွေပဲပြုလုပ်နေတယ်ဒါပေမဲ့နော်သေခာနိကာလမှာကုသိုလ်တရားလေးနဲ့မြဲဝိညာဉ်ရှုပ်သွားမယ်ဆိုရင်အပေဘုံခိတ္တခဏသွားရသေးရဲ့လားမသွားရနိုင်ဘူးဘာလို့လဲဆိုရင်တေဂဏိကာလမှာအကျိုးပေးသွားတာလေဟုတ်တယ်မလားဒါဆိုရင်ဦးဇင်းတို့ကံတော်သူတော်ကောင်းတို့တွေတေဂဏိကာလမှာအကျိုးပေးတယ်ဆိုတော့ကဲကံအနေနဲ့ပြောမယ်အဲ့ဒီကံအနေနဲ့နေရာမှာလေတဲ့အာစိနကံနဲ့အာသနကံဆိုတာရှိတယ်ဘာကံနဲ့ဘာကံလဲအာစိနကံနဲ့အာသနကံအဲ့ဒီအာစိနကံနဲ့အာသနကံဆိုတာရှိတယ်အာစိနကံဆိုတာကဦးဇင်းတို့တရားတော်မုံသူတော်ကောင်းတို့တွေနေစဉ်နေတိုင်းနော်ပေရွတ်တယ်ပဋ္ဌာန်းရွတ်တယ်ဖရာတော်တော်ရေကတ်တယ်ဖရာစီမီထိုးတယ်ဖရာပန်းရေလဲတယ်ဖရာဆွမ်းတော်ကတ်တယ်နေ့စဉ်နေ့တိုင်းတန်ဃာတော်တွေကိုဆွမ်းလောင်းတယ်ဆွမ်းကတ်တယ်ဒီလုပ်တွေမလုပ်ဘူးလားလုပ်လားလုပ်တယ်အဲ့ဒီလုပ်တဲ့အလုပ်ဒီအာစိနကံဘာကံပါလေအာစိနကံအမြဲနေ့တိုင်းမလုပ်ဘူးလားလုပ်လားလုပ်တယ်နော်ဩနေ့တိုင်းအလုပ်တွေတော့လုပ်နေရပဲဒါပေမဲ့ကိုယ်အိမ်ရောက်တဲ့အခါမှာဖရာရှင်ခိုးပြီးတော့ပရိစိတ်နော်မေတ္တာပုအဲ့ဒီလုပ်တွေဒီတခြားလားအာစိနကံလားအာစိနကံနော်ဟုတ်ပြီဒါဆိုရင်ကောင်းပြီအာစိနကံအာတနကံကိုပြောကြည့်ကြမယ်အာတနကံကကြောတဲ့အဲ့ဒီလိုမဟုတ်ဘူးတဲ့သေပေါက်သေဝနီးမှာအကျိုးပေးတဲ့ကံအာတနကံကဘယ်နေရာမှာအကျိုးပေးတယ်သေပေါက်သေဝနီးတဲ့အခါမှာအကျိုးပေးတဲ့ကံတဲ့ဒါဆိုရင်တို့ယောဂီပေါင်းတော်ကောင်းတွေအာစိနကံနဲ့အာတနကံဒီသူတို့နှစ်ခုကိုရှင်းကြည့်မယ်ဆိုရင်တူရဲ့လားမ
တူဘူးဘာလို့လဲဆိုနေ့စဉ်နေ့တိုင်းအာသနကံကုသိုလ်ပြုနေတာကတန်တဲ့တေဂဏိကာလမှာအကျိုးပေးမဲ့ကံသည်အာသနကံဖြစ်တဲ့တော့အဲ့ဒီကံကတတ်တဲ့ဟုတ်တယ်မလားဒါကြောင့်အမဲကံနေရာမှာကိုကအကုသိုလ်တွေတစ်ချိန်လုံးပြုလုပ်ခဲ့တယ်အကုသိုလ်တွေတစ်ချိန်လုံးပြုလုပ်ပင်ပြုလုပ်냐တော့လေတေဂဏိကာလမှာနော်အာသနကံဆိုတဲ့ကုသိုလ်လေးနဲ့မြဲဝิญဉ်ရှုပ်သွားမယ်ဆိုရင်ဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတို့တွေနတ်ပြည်နတ်ဘဝဆိုတာမရနိုင်ဘူးလားရနိုင်လားရနိုင်တယ်ဒါဘာရဲ့အကျိုးလဲဆိုရင်တေဂဏိကာလမှာပေးတဲ့အကျိုးဒါပေမဲ့နော်ဒါပေမဲ့အဲ့ဒီအကျိုးပေးတဲ့ကံဒီဘယ်လောက်ခံပါလဲနော်ကိုပြုတ်ထားတဲ့အကုသိုလ်ကံဒီအဟောတိကံဖြစ်သွားလားဆိုရင်မဖြစ်ဘူးပြန်ပြီးတော့အကျိုးမပေးမှလားပေးမှလားပေးမှဒါဆိုရင်ကဲကောင်းပြီအကုသိုလ်တွေအများကြီးပြုလုပ်တယ်အကုသိုလ်တွေအများကြီးပြုလုပ်ပြီးမှကုသိုလ်တစ်ချက်နဲ့နော်ကုသိုလ်တစ်ချက်တည်းပြုလုပ်လိုက်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်တေဂဏိကာလမှာအဲ့ဒီကုသိုလ်လေးနဲ့သိပြီးတော့ဝิญဉ်ချုပ်သွားတော့ကဲနတ်ပြည်နတ်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်အဲ့တော့ပြောချင်တာကအာစေနကံနဲ့အာသနကံမှာအာစေနကံဒီနေ့စဉ်နေ့တိုင်းပေရုပ်ပဋ္ဌာန်းရုပ်ဒီကုသိုလ်တွေပြုလုပ်တယ်အာသနကံကတော့မဟုတ်ဘူးသေဘောသေဝနီးမှာအကျိုးပေးတဲ့ကံအဲ့တော့အာသနကံကိုဘာနဲ့ဥပမာပေးထားလဲဆိုရင်တဲ့ဦးဇင်းတို့တရားတော်ကောင်းသူတော်ကောင်းတို့တွေနော်ဟိုအညာမှာရှိတဲ့နွားချံကြီးအဲ့ဒီနွားချံကြီးထဲမှာနွားအကောင်100ရိုက်သွင်းလိုက်တယ်အဲ့ဒီထဲမှာ69ကောင်ကအကောင်တွေတကောင်ကနှုတ်ပေါင်ချိုးကြီးပေါ့နော်အဲ့ဒီရှန်ထဲကိုဝင်လိုက်တဲ့ခါမှာနပြိုတန်လာတွေကဝင်ရှာသွားတယ်နှုတ်ပေါင်ချိုးကြီးကဘယ်မှာအိပ်ရလဲဆိုရင်ရှန်ပေါဝါမှာအိပ်ရတယ်ဒါအာသနကံကိုပြောမို့နော်အဲ့တော့မနဲ့မိုးလင်းတဲ့ခါမှာထွက်ဟက်ဆိုရင်ဘယ်သူကအရင်ထွက်မလဲနှုတ်ပေါင်ချိုးကြီးကအရင်မထွက်ရဘူးလားထွက်ရလားအာသနကံရဲ့တတိအဲ့ဒီတူမျိုးတတိရှိတယ်တဲ့ဒါကြောင့်ဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတို့တွေအမဲကံတွေပြုလုပ်တယ်အမဲကံတွေအကုသိုလ်ကံတွေပြုလုပ်ပြီးတော့ဒါတုတ်တန်နေနဲ့ပြောတာနော်ဝိပဿနာနေနဲ့မဟုတ်သေးဘူးအမဲကံတွေအကုသိုလ်ကံတွေပြုလုပ်ပြီးတော့အာကုသိုလ်တွေအများကြီးပြုလုပ်ပြီးတော့နောက်ဆုံးမှာတေကံနိကာလမှာအဲ့ဒီအာသနကံကုသိုလ်လေးတာပြုလုပ်နိုင်အောင်မယ်ဆိုရင်အပေလေးပုံတော့မသွားရသေးဘူးနတ်ပြည်နတ်ဘဝလူဘဝလူခန္ဓာပြန်ပြီးတော့မရနိုင်ဘူးလားရနိုင်လားရနိုင်တယ်ဒါပေမဲ့ဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတွေဦးဇင်းစောစောတုန်းကပြောခဲ့တဲ့အတိုင်းပဲရပင်ရညာတော်လဲပဲတဲ့နော်အဲ့ဒီကံတွေကဟောတိကံဖြစ်သွားလားဆိုရင်မဖြစ်ပါဘူးတဲ့နော်ပြန်ပြီးတော့အောက်ပြန်ကြမှာပဲပြောချင်တာကစိတ်ရှာလို့မရဘူးစိတ်ရှာလို့ရရဲ့လားမရဘူးကံကိုကံချင်းဖြတ်တာကံကိုဘာချင်းဖြတ်တာလဲကံကိုကံချင်းဖြတ်ရုံနဲ့စိတ်ချလို့ရပါမလားမရပါဘူးနောက်တစ်ခါအဖြူကံကြည့်ကြည့်ပါအောင်အဖြူကံနေ့စဉ်နေ့တိုင်းကုသိုလ်တွေပြုလုပ်တယ်ကုသိုလ်တွေပြုလုပ်တယ်ဘုမာပေးပါဆိုရင်ဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတို့တွေမန္လိကာမိဖုရားကြီးမန္လိကာမိဖုရားကြီးသည်ဘုရားရှင်ကိုတော်မြတ်ကြီးနဲ့တကွနောက်ပါယဟန်တန်ဃာတော်တွေကိုနော်နေ့စဉ်နေ့တိုင်းဆွမ်းမလောင်ဘူးလားလောင်လားလောင်နေဆွမ်းကုသိုလ်တွေတာလို့တာအဲ့ဒီလိုနဲ့ပြီးပြီလားတော့မပြီးသေးဘူးเนาะဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ကျောင်းကိုတန်ရှင်းရေးတွေဘာတွေသွားလို့နေ့တိုင်းသူသည်အာစိဏကံကုသိုလ်တွေမဖြစ်ဘူးလားဖြစ်လားဖြစ်တယ်ဒါပေမဲ့အဖြူကံပေါ့เนาะသူလုံနေတာကအဖြူတက်လုံနေတာဒါပေမဲ့ဦးဇင်းတို့တက္ကရာမောင်းသူတော်ကောင်းတို့တွေဒါသိပြီးသားပဲမန္လိကာမိဖုရားကြီးဟာတေဂာနိကာလမှာဘယ်ကာလမှာလဲတေဂာနိကာလမှာသူမဆွဲကောင်းတဲ့ဟာလေးကိုသွားဆွဲတယ်မလားအကုသိုလ်ကံလေးကိုဟာငါတော့ဘင်ကြီးကိုငါတော့လိမ့်မိခဲ့ရင်ချင်းငါအမှန်တိုင်းမပြောခဲ့ရဘူးအမှန်တိုင်းငါအိုင်းတော့တယ်ပြောခဲ့ရပါပေါ့သူ့မှာနှလုံးမသာမယာဖြစ်ပြီးတော့ဒါ
ဒီလောက်အာသင်နကံကုသိုလ်တွေဒီလောက်ထွက်နေတဲ့ဒီလောက်များနေတဲ့ပုဂ္ဂိုလ်ဟာတေဂဏိကာလမှာအဲ့ဒီအာကုသိုလ်လေးသွားဆွေးတဲ့အတွက်ကြောင့်အာသနကံကအကျိုးမပေးဘူးလားပေးလားပေးတယ်အဲ့ဒီအာသနကံသွားပြီးတော့အကျိုးပေးတဲ့အတွက်ကြောင့်ကဲတည်တဲ့အခါမှာဘယ်သွားရလဲအဝဲစီငရဲဘယ်ကိုသွားရလဲအဝဲစီငရဲဒါဆိုရင်ပြောချင်တာကသူဒီကုသိုလ်တွေတော့အများကြီးလုပ်ခဲ့တယ်ဒါပေမဲ့တေဂဏိကာလမှာအကုသိုလ်တရားလေးသွားပြီးတော့ဆွဲတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမန္တိကာဆိုတဲ့မိဖုရားဟာဟိုအဝစီငရဲမှာသွားပြီးမခံရဘူးလားခံရလားခံရတယ်အဝစီငရဲမှာဘယ်နှရက်ခံရလဲဆိုရင်9ရက်တဲ့9ရက်တောင်ခံရတယ်ဒါဆိုရင်ပြောချင်တာကကံကိုဘာနဲ့ဖြတ်တာလဲဆိုရင်ကံနဲ့ပဲဖြတ်တာဒါဆိုရင်ကံကိုကံနဲ့ဖြတ်ရုံနဲ့တော့စိတ်ရှာရပါမလားစိတ်မရှာရဘူးဦးဇင်းတို့တရားတော်ကောင်းသူတော်ကောင်းတို့တွေနော်ဟိုကနေသားသလိုမနေကြပါနဲ့ဘာလို့လဲဆိုရင်ဝိပဿနာအလုပ်ကြိုးစားအားထုတ်မဲ့ပုဂ္ဂိုလ်ဒီနေသားသလိုနေလို့လည်းမရဘူးနော်နေသားသလိုနေလို့လည်းမရဘူးဘာလို့လဲဆိုရင်ငါကတော့နေတိုင်းနေကုသိုလ်တွေပြုနေတာပဲကွာနော်ငါကတော့နေတိုင်းအာသနကံကုသိုလ်တွေနေတိုင်းပြုနေတာပဲအဲ့ဒီလိုပြုတ်နေတဲ့အပေါ်မှာကိုကညံမပါပဲနဲ့သစ္စာတိသစ္စာညံမပါပဲနဲ့ပြုတ်ပြီးတော့အဲ့ဒီကုသိုလ်နဲ့ဝิญဉ်ရှုပ်ရင်တော့တမျိုးပေါ့အဲ့ဒီကုသိုလ်နဲ့ဝิญဉ်မရှုပ်ဖဲနဲ့တေဂဏိကာလမှာသောနာကမန္တိကမိဖုရားနေတူနော်မကောင်းတဲ့အကုသိုလ်ကံလေးမြဲဝင်လာပြီးတော့မြဲဝิญဉ်ရှုပ်သွားမယ်ဆိုရင်ဥစ္စံတို့တရားတော်သူတော်ကောင်းတို့တွေအပင်ငရဲမကြနိုင်ဘူးလားကြနိုင်လားကြနိုင်တယ်ဒါကြောင့်အကုသိုလ်ပဲပြုကုသိုလ်ပဲပြုအဲ့ဒီပြုနေတဲ့ကံဒီပေါ်မှာမိမိကညံမဥစည်းပဲနဲ့ပြုနေခြင်းဒီကံကိုကံခြင်းဖြစ်နေတာကံကိုဘာခြင်းဖြစ်နေတာလဲကံခြင်းဖြစ်နေတာဒါဆိုကောင်းပြီဘုရားတော်တရားတော်သူတော်ကောင်းတို့တွေကိုလုံးနေတဲ့လို့ဒီအမဲကံလည်းမဟုတ်ဘူးအဖြူကံလည်းမဟုတ်ဘူးအမဲအဖြူမရောတဲ့ကံများပြုတ်လို့လိုက်မယ်ဆိုရင်ဘယ်ကံပဲလာအဲ့ဒီကံကိုဘာနဲ့ဖြတ်မလဲမှန်တယ်ဉာဏ်နဲ့ဖြတ်မယ်ဘာနဲ့ဖြတ်မလဲဉာဏ်နဲ့ဖြတ်ရင်မပြတ်နိုင်ဘူးလားပြတ်နိုင်လားဘယ်ကံပဲလာအမဲကံပဲလာဖြူကံပဲလာကုသိုလ်ကံပဲလာအကုသိုလ်ကံပဲလာတဲ့ကံကိုဉာဏ်နဲ့ဖြတ်ရင်ပြတ်နိုင်တယ်ဥပမာပေးမယ်ဆိုရင်ကံကဘာနဲ့တူလဲဆိုရင်ထင်းတုံးနဲ့တူတယ်တဲ့ကံကဘာနဲ့တူလဲထင်းတုံးနဲ့တူတယ်ဉာဏ်ကဘာနဲ့တူလဲဆိုရင်ပစိန်နဲ့တူတယ်နောက်ထပ်ဥပမာကဘာလဲဆိုရင်ကံကထင်းတုံးနဲ့တူတယ်တဲ့နောက်ထပ်ဉာဏ်ကလွှတ်နဲ့တူတယ်ဖြတ်ရင်မပြတ်နိုင်ဘူးလားပြတ်နိုင်လားပြတ်နိုင်တယ်ဒါကြောင့်ဘေးကံပဲလာတဲ့ကံကိုအဲ့ဒီကံတွေကိုတခြားနဲ့ဖြတ်မှာလားဉာဏ်နဲ့ဖြတ်ရမှာလားဒါဆိုရင်တနည်းပြောရမယ်ဆိုရင်ဦးဇင်းတို့တရားတော်ကောင်းသူတော်ကောင်းတို့တွေဟာကံအားကိုလို့ရပါမလားဘာအားကိုမလဲဒါအဖြစ်ပဲဟုတ်တယ်မလားကံအားကိုယုံနေတော့ဦးဇင်းတို့တရားတော်ကောင်းသူတော်ကောင်းတွေစိတ်ရှာရပါမလားစိတ်မရှာရဘူးတဲ့စိတ်မရှာရဘူးဘာအားကိုမှစိတ်ရှာရမလဲဉာဏ်အားကိုမှစိတ်ရှာရမယ်ကဲကံအားကိုမယ်ပဲထားပါစို့နော်ကံအားကိုမယ်လို့ဦးဇင်းတို့တရားတော်ကောင်းသူတော်ကောင်းတို့တွေသောသောကနော်အာသနကံဆိုတဲ့ကုသိုလ်ကံနည်းနဲ့ပဲဝิญဉ်ရှုပ်သွားပြီးပဲဆိုကြပါစို့နော်ကဲဝိပဿနာအနေနဲ့ပြောတော့မယ်ကုသိုလ်ကံနဲ့ဝิญဉ်ရှုပ်သွားပြီးဆိုကြပါစို့အဲ့ဒီကုသိုလ်ကံရဲ့အချိန်ကြောင့်လူဘဝလူခန္ဓာမရနိုင်ဘူးလားရနိုင်လားလူဘဝလူခန္ဓာဆိုတာကတခြားလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးဒီဖြစ်ပြီးတော့ဖြစ်ပြီးပြက်လို့ဘာသစ္စာဒုက္ခသစ္စာဘာသစ္စာပါလဲဒုက္ခသစ္စာဟုတ်ပြီလူဘဝလူခန္ဓာမရဘဲနဲ့နတ်ဘဝနတ်ခန္ဓာရမယ်ဆိုရင်လေနတ်ဘဝနတ်ခန္ဓာဆိုတာတခြားလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးဒီဖြစ်ပြီးတော့ဖြစ်ပြီးပြက်လို့ဘာသစ္စာက
ကဲဒုက္ခသစ္စာပြန်ပြီးတော့မရဘူးလားရလားအဲ့ဒီဒုက္ခသစ္စာရနေတာဒီဘယ်ထဲမှာရနေလဲဆိုရင်30တပုံထဲမှာရနေတာဘယ်ထဲမှာရနေတာလဲ30တပုံထဲမှာရနေတာနော်30တပုံထဲမှာတန်ត្រာမလဲရဘူးလားလဲရလားဒါဘာကိုဘာချင်းဖြတ်တာလဲဆိုရင်ကံကိုကံချင်းဖြတ်တာဘာကိုဘာချင်းဖြတ်တာလဲကံကိုကံချင်းဖြတ်တာဒါဆိုရင်ဦးဇင်းတို့ဒကာမောင်းသူတော်ကောင်းတို့ဒီကံကိုကံချင်းဖြတ်ယုံနဲ့ဦးဇင်းတို့ဒကာမောင်းသူတော်ကောင်းတို့ဒီစိတ်ချရပါမလားစိတ်မချရဘူးကံကိုဘာနဲ့ဖြတ်မလဲဉာဏ်နဲ့ဖြတ်မယ်စောစောကပြောခဲ့ပါတယ်ကံကထင်းတုံးနဲ့တူတယ်ဉာဏ်ကလွှတ်နဲ့တူတယ်ဖြတ်ရင်မပြတ်နိုင်ဘူးလားပြတ်နိုင်လားပြတ်နိုင်ပါတယ်ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံအကုသိုလ်ကံဒီဘလောက်ပဲကြီးကြီးနေဉာဏ်နဲ့ဖြတ်ရင်မပြတ်နိုင်ဘူးလားပြတ်နိုင်လားပြတ်နိုင်ပါတယ်တာရကလေးပြောပါဆိုရင်အကုသိုလ်ကံဒီဒီလောက်ကြီးမားနေတဲ့ပုဂ္ဂိုလ်ဘယ်လိုလဲဆိုရင်အင်္ဂုလိမာလာဟုတ်တယ်မလားအောင်ချင်းရှိပါတယ်မယ်အင်္ဂုလိမာလာပါတယ်လေကဲအင်္ဂုလိမာလာဒီအကုသိုလ်ကံနေမကြည်ဘူးလားကြည်လားအော်အကုသိုလ်ကံနေကြည်တာဗောနော်အဲ့ဒီအကုသိုလ်ကံကလည်းနော်သူတတ်တဲ့အလုပ်ဒီတလိษံတတ်တာလားလူတတ်တာလားလူတတ်တာကဲအကုသိုလ်ကံမကြည်ဘူးလားကြည်လားကြည်တယ်နော်အကုသိုလ်ကံကြည်တယ်အကုသိုလ်ကံတားကြည်တာအဲ့တော့အဲ့ဒီအကုသိုလ်ကံကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူဒီနောက်ဆုံးမှာအဲ့ဒီပြုတ်ထားတဲ့အကုသိုလ်ကံတွေကိုဘာနဲ့ဖြတ်သွားတာလဲဉာဏ်နဲ့ဖြတ်သွားတာဘာနဲ့ဖြတ်သွားတာလဲဒီနေရာမှာစဉ်းစားမှာတော့ဦးဇင်းတို့ကံကောင်းသူတော်ကောင်းတို့တွေအင်္ဂုလိမာလနော်အင်္ဂုလိမာလဆိုတဲ့မထေကြီးဒီသူဒီလူတွေလိုက်သက်ပြီးတော့လက်ညှိုးပေါင်းဘယ်လောက်လဲ1000တောင်မကပါဘူးเนาะ1000တောင်မကပါဘူးအင်္ဂုလိမာလအင်္ဂုလိဆိုတာလက်ညှိုးမာလဆိုတာပန်းကုံနောက်မှသူပန်းကုံတစ်ဖွဲပန်ထားတာပေါ့เนาะဆွဲထားတာပေါ့အရင်တော့ကသူတက်ခဲ့တဲ့ဟာတွေကမနေဘူးတစ်ခွာထဲမှာထားခဲ့တယ်ဟိုတစ်ပင်ခွာကြထဲမှာထားခဲ့တယ်အဲထားခဲ့တဲ့ခါမှာကြီးတို့လက်သားတို့ကဆွဲသွားတော့ပျောက်သွားတယ်နောက်ကြမှာသူကဘာတို့တော့ပန်းကုံတစ်ဖွဲလက်တွေကိုပန်းကုံတစ်ဖွဲလှုပ်ထားပြီးတော့လက်ဘင်းမှာစတ်ထားတယ်အဲ့ဒီလိုနဲ့ဦးဇင်းတို့ကမောင်းသူတော်ကောင်းတို့တွေအင်္ဂုလိမာလာကြီးမထေကြီးသည်ကဲနောက်ဆုံးမှာเนาะကဲပြောမယ်နောက်ဆုံးမှာလက်ညှိုးပေါင်း1000ပြည့်ဖို့ဘယ်လောက်လို့လဲတချောင်းလို့တဲ့ကြောင့်ဒီနေ့တော့ဘဇူလာငါတတ်မယ်ဆိုတော့သူ့ရဲ့မိခင်ကြီးမရောက်လာဘူးလားရောက်လာလားရောက်လာတယ်အဲ့ဒီနေရာမှာသူ့မိခင်ကြီးကိုသာသူတတ်မိသွားမယ်ဆိုရင်သူပြုလုပ်ထားတဲ့အကုသိုလ်ကံนี่မက်နဲ့ဖြတ်လို့ရပါဦးမလားမရနိုင်ဘူးတရားသူတရားမြတ်ဆိုတာဝေးသွားပြီမရနိုင်တော့ဘာလို့လဲဆိုရင်အမိတတကံပေသန္တရိယကံ5ပါးရှိတယ်လေဟုတ်တယ်မလားပေသန္တရိယကံ5ပါးကျိုးလွန်ထားတဲ့ပုဂ္ဂိုလ်တို့ရင်ဒီဘဝမှာဥဒ္ဒနတော်ကောင်းသူတော်ကောင်းတို့တွေတရားသူတရားမြတ်များရနိုင်ပါမလားမရနိုင်ဘူးတဲ့အဲ့ဒါတော့ဦးဇင်းတို့တရားမောင်းသူတော်ကောင်းတို့တွေအင်္ဂုလိမာလမထေကြီးသည်ဘုရားရှင်ကိုတော်မြတ်ကြီးကသူကျွတ်တန်းဝင်မယ်ကြီးသိတဲ့အတွက်ကြောင့်အကုသိုလ်တရားတွေအများကြီးလုပ်နေတာပဲသူအမိကိုသူမတတ်မယ်ဆိုရင်တရားတို့တရားမဲ့မရနိုင်ဘူးအဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးကကျွတ်တန်းဝင်မယ်ကြီးသိတဲ့အတွက်ကြောင့်သူဒီဘုရားရှင်ကိုတော်မြတ်ကြီးကရှေ့ကနေပြီးတော့တားပြီးတော့နော်သူ့ကိုကျွတ်တန်းဝင်အောင်ပြုလုပ်ပေးလိုက်တာသူပြုလုပ်လိုက်တဲ့အကုသိုလ်ကံနေသည်ဘုရားရှင်ကိုတော်မြတ်ကြီးဟောလိုက်တဲ့တရားနဲ့တွေ့လိုက်တဲ့ခါမှာတခြားနဲ့ဖြတ်သွားတာလားဉာဏ်နဲ့ဖြတ်သွားတာလားဟောဉာဏ်နဲ့ဖြတ်ထားရတဲ့ကြောင့်ဦးဇင်းတို့တကောင်မောင်းသူတော်ကောင်းတို့တွေကံမပြတ်ဘူးလားပြတ်သွားလားပြတ်သွားတယ်တဲ့ဒါကြောင့်ဦးဇင်းတို့တကောင်မောင်းသူတော်ကောင်းတို့တွေကံကိုကံချင်းဖြတ်ရုံနဲ့စိတ်ရှားရပါမလားစိတ်မရှားရဘူးကံကိုဘာနဲ့ဖြတ်မလဲကံကိုညံနဲ့ဖြတ်မယ်ဆိုရင်ဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတို့ဒီကနေ့လုံနေတဲ့အလုပ်သည်ကံကိုဘာနဲ့ဖြတ်နေတဲ့အလုပ်လဲညံနဲ့ဖြတ်နေတဲ့အလုပ်အဲ့ဒီကံကိုညံနဲ့ဖြတ်နေတဲ့အလုပ်သည်အမေကော
မယောဘူးအဖြူလည်းမယောဘူးအမဲအဖြူမယောတဲ့ကံသစ္စာသည်သစ္စာဉာဏ်ဝိပဿနာအလုပ်တွေကြိုးစားအားထုတ်နေတဲ့အလုံးလို့ပြောရမယ်တဲ့ဒါတော့ကေကောင်းပြီဝိသနုတက္ကကောင်းသူတော်ကောင်းနဲ့အမဲဖြူမယောတဲ့ကံကိုဉာဏ်နဲ့ဖြတ်မယ်ဆိုရင်ဝိသနုယောဂီပေါင်းသူတော်ကောင်းတို့တွေအဲ့ဒီကံကိုဉာဏ်နဲ့ဖြတ်ရအောင်လေတခြားလို့လုပ်ရမှာလားမိမိရဲ့ယုံ nant ခန္ဓာကိုကြည့်ရမှာလားယုံ nant ခန္ဓာကိုကြည့်ရမှာဟုတ်တယ်မလားတခြားလို့လားဝိပဿနာအလုပ်လားဝိပဿနာအလုပ်တာတခြားကြည့်တဲ့အလုပ်လားခန္ဓာကိုကြည့်တဲ့အလုပ်လားခန္ဓာကိုတခြားနဲ့ကြည့်တာလားဉာဏ်နဲ့ကြည့်တာလားဉာဏ်နဲ့ကြည့်တာဟုတ်ပြီအဲ့ဒီခန္ဓာကိုဉာဏ်နဲ့ကြည့်မယ်ဆိုတော့ဦးဇင်းတို့ယောဂီပေါင်းတော်ကခန္ဓာကဘယ်နှပါလဲ၅ပါးဘယ်လိုလဲဆိုရင်ရူပခန္ဓာဝေဒနာခန္ဓာသင်ညတ်ခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာခန္ဓာဘယ်နှပါလဲဩခန္ဓာ၅ပါးရူပခန္ဓာကဘာသဘောတရားရှိဖောက်ပြန်တတ်တဲ့သဘောတရားရှိဝေဒနာခန္ဓာကဘာသဘောတရားရှိသင်ညတ်ခန္ဓာကဘာသဘောတရားရှိမှတ်သားတတ်တဲ့သဘောတရားရှိသင်္ခါရခန္ဓာကဘာသဘောတရားရှိပြုပြင်စေစောတတ်တဲ့သဘောတရားရှိဝိညာဏခန္ဓာကဘာသဘောတရားရှိသိမှုသဘောတရားရှိအဲ့ဒါကိုပဲဖောက်ပြန်ခံစားမှတ်သားပြုပြင်သိဝိညာဉ်ငါအင်ခန္ဓာမတ်တဲ့ခန္ဓာဘယ်နှပါလဲ၅ပါးဒါဆိုရင်ကောင်းပြီဦးဇင်းတို့ယောဂီပေါင်းတော်ကောင်းတို့တွေဟာဒီနေ့ဝိပဿနာအလုပ်တွေကြိုးစားအားထုတ်နေခြင်းဒီအဲ့ဒီခန္ဓာ၅ပါးကိုသိအောင်ကြိုးစားအားထုတ်နေတယ်လို့ပြောရင်မှားပါမလားမမှားပါဘူးမမှားပါဘူးကဲပထမဦးဆုံးခန္ဓာကဘာခန္ဓာရူပခန္ဓာရူပခန္ဓာကဖောက်ပြန်တတ်တဲ့သဘောတရားဦးဇင်းတို့တရားတော်ကောင်းတို့တွေဒီကနေ့ဝိပဿနာအလုပ်တွေကြိုးစားအားထုတ်လိုက်တယ်15မိနစ်20လောက်နေလိုက်တဲ့အခါမှာခန္ဓာကိုယ်ကနေပြီးတော့ဖောက်ပြန်တဲ့သဘောတရားတွေမပြဘူးလားပြလားပြတယ်နော်တခါတခါနော်တူတယောက်ခန္ဓာကိုယ်ဖွဲ့စည်းပုံတော့မတူတာဖြစ်တဲ့ကြောင့်တူကနာရင်နာမယ်ဟိုနောက်တယောက်ကကျင်ရင်ကျင်မယ်နောက်တယောက်ကကိုက်ရင်ကိုက်မယ်အဲ့တော့နာတာကျင်တာကြိုက်တာခဲတာပူတာအေးတာတောင်းတာတင်းတာလေးဒီတခြားလားဖောက်ပြန်နေတာလားဖောက်ပြန်နေတာအဲ့ဒီဖောက်ပြန်နေတာလေးကိုနောက်ကတိပေးနေတာကတခြားလားညံလားညံနော်ခေကောင်းပြီဒါဆိုရင်တို့တကောင်မောင်းသူတော်ကောင်းတို့တွေမိမိတို့ကတရားရှုမှတ်လိုက်တယ်အဲ့ဒီလိုတရားရှုမှတ်လိုက်တဲ့အခါမှာ10မိနစ်3မိနစ်20လောက်နေရတဲ့အခါမှာခန္ဓာကိုယ်ကနေပြီးတော့နာတာကျင်တာကြိုက်တာခဲတာဆိုတဲ့ပူတာအေးတာတောက်တာတင်းတာဆိုတဲ့ဖောက်ပြန်မှုသဘောတရားလေးတွေမပြဘူးလားပြလားအဲ့ဒါလေးကိုတိပေးနေအောင်စူးစမ်းပေးရမယ်ဟုတ်တယ်မလားအဲ့ဒီလိုမှမဟုတ်ဖဲနဲ့ကိုကအမှုမှတ်နေပြီးတော့တတိမကက်ဖဲနဲ့မြဲဒီတိုင်းထိုင်နေမယ်ဆိုရင်ခန္ဓာကိုယ်ကနေပြီးဖောက်ပြန်နေတာကိုဖောက်ပြန်မှန်သိပါမလားဖောက်ပြန်မှမသိဘူးဆိုရင်အမှုမှန်နေခြင်းကြောင့်ဒါရုပ်တရားနံတရားဆိုတဲ့ရုပ်တရားတွေဖောက်ပြန်နေတာလို့မသိတဲ့အတွက်ကြောင့်မသိတာကအဝိဇ္ဇာကဲကိလေသာမရောက်ဘူးလားရောက်လာတယ်အဲ့တော့ဦးဇင်းတို့တရားတော်ကောင်းသူတော်ကောင်းတို့တွေကဦးဇင်းပြောပါတယ်တတိကထာဆိုတာဒါကိုပြောတာဟိုကနေတတိရဲရောက်ပြီးတော့ရုပ်တိရုပ်ရဲနဲ့မြဲကဲထိုင်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကနေဖောက်ပြန်တဲ့သဘောတရားတွေလေပြတာကိုပြမှန်းမသိဘူးဆိုရင်မသိတာကအဝိဇ္ဇာအဲ့ဒါလည်းပြီးပြီလားဆိုခန္ဓာကိုယ်ခန္ဓာမှန်းမသိတဲ့အတွက်ကြောင့်ဦးဇင်းတို့ယောဂီပေါင်းသူတော်ကောင်းတို့တွေပုဂ္ဂိုလ်တ attva ငါလို့ထင်သွားပြီပုဂ္ဂိုလ်တ attva ငါလို့ထင်တာကတခြားလားဒိဋ္ဌိလားဒိဋ္ဌိအဲ့တော့ဒိဋ္ဌိလို့ထင်သွားပြီဆိုရင်ဦးဇင်းတို့ယောဂီပေါင်းသူတော်ကောင်းတို့တွေအယူလဲမှားသွားပြီအမှတ်လည်းမှားသွားပြီအတိလည်းမှားသွားပြီတတင်ကအချိန်လေးကိုပြောတာနော်တတင်ကအချိန်လေးကိုကတော့သိနေတာပဲဒါပေမဲ့ကိုကတတိလက်လွတ်သွားတဲ့အချိန်မှာ
ဦးဇင်းတို့တက္ကရာသူတော်ကောင်းတွေစဉ်းစားကြည့်ပေါ့တတိလက်လွတ်သွားတဲ့အချိန်မှာနော်အခန္ဓာကိုယ်ကနေဖောက်ပြန်တာတွေကိုမသိဘဲနဲ့မြဲအမှုမှန်မှန်နေလိုက်မယ်ဆိုရင်အဲ့ဒီလွတ်နေတဲ့အချိန်မှာအဝိဇ္ဇာကိလေသာမလာနိုင်ဘူးလားလာနိုင်လားပုဂ္ဂိုလ်တော်ငါတို့ထင်တဲ့ဒိဋ္ဌိကောမလာနိုင်ဘူးလားလာနိုင်လားလာနိုင်တယ်ဒါဆိုရင်အယူမအမှတ်မှာအတိမှာမဖြစ်ဘူးလားဖြစ်လားဖြစ်တယ်ဒါဆိုရင်အဲ့ဒီလိုအယူမအမှတ်မှာအတိမှာသာဖြစ်နေဦးမယ်ဆိုအဲ့ဒီတည်ငါလေးအတွင်းမှာကိုရှုနေတဲ့ဝိပဿနာအလုပ်ဒီခရီးရောက်တယ်လို့ဆိုနိုင်ပါမလားမဆိုနိုင်ဘူးတဲ့မဆိုနိုင်ဘူးเนาะအဲ့ဒါကြောင့်မလို့ဦးဇင်းတို့တရားတော်သူတော်ကောင်းတို့တွေကဒီနေ့ကပထမရက်เนาะပထမရက်ရှိသေးတယ်ဝိပဿနာလုပ်တယ်ဒီသခန်းပွဲမှာဦးဇင်းတို့တရားတော်သူတော်ကောင်းတွေထိုင်ဘူးတာမဟုတ်ပါဘူးเนาะရှေ့ကသခန်းပွဲတွေအများကြီးရှိပါတယ်ဦးဇင်းတို့တရားတော်သူတော်ကောင်းတို့ရဲ့တန်တက္ကမတရားကမ္မသူတော်ကောင်းတို့ရဲ့တန်တမှာလေ့ကျင့်လေးတွေရှိပါတယ်เนาะတမာတိဆိုလည်းများများကြီးထုထောင်စရာမလိုပါဘူးမိမိတို့ရဲ့တန်တမှာရှုခွင်းရှုခွက်နဲ့ကိုယ်ကနေကြိုက်အောင်ရှုခွက်နဲ့ရှုညာကြိုက်အောင်ကြည်နိုင်ဖို့ပဲလိုတယ်အဲ့ဒီလိုကြည်နိုင်ဖို့အောင်ဆိုရင်ဦးဇင်းပြောခဲ့တဲ့အတိုင်းပဲတတိမလိုဘူးလားလိုလားလိုတယ်ဝိရိယလည်းမလိုဘူးလားလိုလားလိုတယ်ဝိရိယမှလိုတယ်ကဲဝိရိယကနေပြီးတော့မြင့်တင်ပင်လိုက်ပြီဆိုရင်ကဲတမာတိမက္ခင်3ပါးအဲ့ဒီတမာတိမက္ခင်3ပါးမိမိရဲ့တဏ္ဍမှာရရှိသွားပြီဆိုရင်ဟောဘကပညာမက္ခင်2ပါးကလာပြီးတော့ပေါင်းစည်းမယ်ဟောဒီပေါင်းစည်းမယ်ဆိုရင်ကိုကဆုံးဖြတ်ပေးမှာပေါ့မိမိတို့ရဲ့တဏ္ဍမှာအရှုခံခန္ဓာလေးတွေရှိတယ်အဲ့ဒီရှုခံခန္ဓာလေးကပူတာလည်းရှိမယ်နာတာလည်းရှိမယ်အေးတာလည်းရှိမယ်ကြိုက်တာလည်းရှိမယ်ပူတာလည်းရှိမယ်တောင့်တာလည်းရှိမယ်တင်းတာလည်းရှိမယ်ဘယ်ရုပ်ပဲပေါ်လာတဲ့အရှုခံခန္ဓာလေးတွေကိုနောက်ကနေပြီးတော့ဒါဖောက်ပြန်နေတာလို့ဉာဏ်ကအမြဲသုံးဖြတ်ပေးလိုက်မယ်ဆိုရင်အဲ့ဒီလိုအတိလေးမြဲသိသွားမယ်ဆိုရင်မိမိတို့စ조사အားထုတ်နေတဲ့ဝိပဿနာလို့ဒီခရီးမရောက်ဘူးလားရောက်လားရောက်တယ်เนาะအဲ့ဒီလိုသိုံနဲ့မပြီးသေးပါဘူးတဲ့ဦးဇင်းတို့ယောဂီပေါင်းတော်ကောင်းတို့ဒီနာရာကျက်နာကြိုက်တာခဲတာတွေဒီဖောက်ပြန်နေတာသူ့အလုပ်ကိုသူလုပ်နေတာခန္ဓာကခန္ဓာအလုပ်ကိုလုပ်နေတာခန္ဓာထဲမှာငါသွားမရောဘူးပဲလို့တယ်အဲ့တော့ခန္ဓာကခန္ဓာအလုပ်သူဖောက်ပြန်မဲ့လို့ဖောက်ပြန်နေတာဖြစ်တဲ့ကြောင့်မိမိကနောက်ကနေသိပြီးဖို့ပဲလို့တယ်အဲ့ဒီလိုတိပေးမယ်ဆိုရင်ဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတို့တွေနာရာသည်ငါနာရာလားမဟုတ်ဘူးပုဂ္ဂိုလ်တ attva နာရာလားဆိုရင်မဟုတ်ဘူးနာရာသည်ဖောက်ပြန်နေတာနာရာသည်ဘာဖြစ်နေတာလဲဖောက်ပြန်နေတယ်ဆိုပြီးတော့နောက်ကနေပြီးတော့ညံကနေပြီးတော့ထက်ချက်မှာကွာတိပေးနေမယ်ဆိုရင်နာတဲ့ထဲမှာလဲပုဂ္ဂိုလ်တ attva ငါဆိုတာပါရဲ့လားကျင်တဲ့ထဲမှာလဲပုဂ္ဂိုလ်တ attva ငါဆိုတာပါရဲ့လားဟောကြိုက်တဲ့ထဲမှာလဲပုဂ္ဂိုလ်တ attva ငါဆိုတာပါရဲ့လားဒါနာတတ်တဲ့သဘောကျင်တတ်တဲ့သဘောကြိုက်တတ်တဲ့သဘောလေးတွေဖြစ်နေတာပဲလို့အမှန်တိုင်းမသိရဘူးလားသိရလားအဲ့ဒီလိုသာသိသွားမယ်ဆိုရင်ဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတို့တွေမိမိသိလိုက်တဲ့အသိဒီအယူလဲမှန်သွားပြီအမှတ်လဲမှန်သွားပြီအတိလည်းမှန်သွားပြီကဲမှန်သုံးချက်နဲ့မမှန်ဘူးလားမှန်သွားလားမှန်သွားတယ်တဲ့အဲ့ဒီလိုမှန်ဖို့ရအောင်အဲ့ဒီလိုအယူမှန်ဖို့အောင်အဲ့ဒီလိုအတိမှန်ဖို့အောင်အဲ့ဒီလိုအမှတ်မှန်ဖို့အောင်ဆိုရင်တဲ့မိမိရဲ့တန်တာမှာတတိအားဝိရိယအားတမာတိအားလေးတွေရှိဖို့လိုတယ်အဲ့ဒီလိုတမာတိအားလေးတွေရှိမှသာလေပညာမဂ္ဂင်2ပါးကပေါင်းပြီးတော့ဉာဏ်နဲ့ထိုးတွင်ကြည့်လိုက်တဲ့အခါမှာဒီရဲ့သဘောတရားလေးတွေရုပ်တရားနံတရားတို့သဘောတရားတွေဖောက်ပြန်တဲ့သဘောတရားရှိတယ်အဲ့ဒီဖောက်ပြန်တဲ့သဘောတရားရှိတယ်အဲ့ဒီရုပ်တရားနံတရားတို့မှာပုဂ္ဂိုလ်တ attva ငါဆိုတာမရှိဘူးယောက်ျားမိန်းမဆိုတာမရှိဘူးငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးလို့မြဲနော်အဲ့ဒီလိုမြဲအယူလေးမှန်သွားမယ်ဆိုရင်ဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတို့တွေဝိပဿနာအလုပ်စ조사အားထုတ်ရကြိုးမနှက်ဘူးလားနှက်လားနှက်ပါတယ်ဒါကြောင့်သောနာကပြောခဲ့တဲ့ပုံနာနဲ့တေနိယသည်နောက်ဆုံးမှာဘုရားရှင်ကိုရောမြတ်ကြီးဟောလိုက်တဲ့အချိန်မှာသူတို့ရဲ့ရုပ်တရားနံတရားခန္ဓာကိုကြည့်တယ်အဲ့ဒီထက်ကမှပုံနာသည်တရဏဂုံတည်ုံပဲဖြစ်တယ်တေနိယကတော့ယဟန်ဘဝယဟန်ဘောင်ကိုဝင်ပြီးတော့
သူ့ရဲ့ရုပ်တရားနံတရားသူ့ရဲ့ခန္ဓာ၅ပါးမှာရှိတဲ့ရုပ်တရားနံတရားတွေကိုရှုမြင်သုံးသပ်လိုက်တာနောက်ဆုံးမှာယဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်တဲ့အဲ့တော့တေနိယဆိုတဲ့နော်ယဟန္တာမထေသည်တနည်းပြောရမယ်ဆိုရင်သူသည်သောသောကတော့အယူမှားတယ်အမှတ်မှားတယ်အတိမှားတယ်ယခုညတော့အယူလည်းမှန်သွားတယ်အမှတ်လည်းမှန်သွားတယ်အတိလည်းမှန်သွားတယ်အဲ့ဒီလိုမှန်သုံးမှန်နဲ့ပြည့်စုံသွားတဲ့အတွက်ကြောင့်တေနိယသည်နောက်ဆုံးမှာဖြစ်ပျက်တွေမြင်ဖြစ်ပျက်တွေမုံဖြစ်ပျက်တွေဆုံးလို့၄ချိန်ဖြစ်ပျက်၄ချိန်ဖြစ်ပျက်မုံ၄ချိန်ဖြစ်ပျက်ဆုံးတဲ့အခါမှာယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားပါတယ်တဲ့ဒါကြောင့်ဦးဇင်းတို့တရားတော်မောသူတော်ကောင်းတို့တွေဟာလည်းပဲဒီကနေ့ဦးဇင်းမိမောင်းထိုးပြခဲ့တဲ့တေနိယနဲ့ပုံနာကိုနီးယူပြီးတော့အဲ့ဒီတက္ကမတေနိယကိုအဓိကယူရမှာပေါ့နော်တေနိယသည်နောက်ဆုံးမှာယန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်သူဘာကြောင့်ဖြစ်သွားလဲဆိုရင်အယူမှန်သွားလို့အမှန်မှန်သွားလို့အတိမှန်သွားလို့ဦးဇင်းတို့တရားတော်သူတော်ကောင်းတို့တွေဟာလည်းပဲဝိပဿနာလို့ကြိုးစားအားထုတ်တဲ့အခါမှာကိုကတတိလေးလက်လွတ်သွားမယ်ဝိရိယလေးလျော့သွားမယ်အမှုမဲ့အမှတ်မဲ့လေးနေလိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကနေပြီးတော့ဖောက်ပြန်တဲ့သဘောတရားလေးတွေကိုအမှန်တိုင်းသိပါမလားအမှန်တိုင်းမသိဘူးဆိုရင်ဝိသကိလေသာကလာကိုလာမယ်နော်ဝိသကိလေသာလာမယ်ဆိုရင်အဲ့ဒီလိုဖြစ်မယ်ဆိုရင်ပုဂ္ဂိုလ်တော်ငါလို့ထင်တဲ့ဒိဋ္ဌိကလည်းလာပြီနော်အဲ့ဒါကြောင့်မလို့ကိုကနေပြီးတော့တတိယဝိရိယအားလေးတွေမလျှော့ဘဲနဲ့တတိတမာတိပညာဉာဏ်၃ပါးနဲ့ရှုမြင်သုံးသပ်လိုက်တဲ့အခါမှာဦးဇင်းတို့တရားတော်မောင်းသူတော်ကောင်းတို့ရဲ့တဏ္ဍာမှာရှိနေတဲ့ရုပ်တရားနံတရားတို့သည်ဒီတိုင်းတည်တတ်နေလားဖြစ်ပြီးတော့ပြတ်တာလားဖြစ်ပြီးပြက်လို့ဘာသစ္စာဒုက္ခသစ္စာเนาะအဲ့ဒီလိုဒုက္ခသစ္စာကိုဒုက္ခသစ္စာပဲလို့ပိုင်နိုင်မြတ်သိသွားမယ်ဆိုရင်ကိလေသာတွေအလိုက်လျောက်မသိဘူးလားသိလားသိတာကတခြားလားသမုဒိယသစ္စာလားသမုဒိယသစ္စာအကြောင်းသမုဒိယသစ္စာမှာသိပြီဆိုရင်အကျိုးဒုက္ခသစ္စာမငြိမ်းဘူးလားငြိမ်းလားငြိမ်းတယ်ကိလေသာငြိမ်းသလောက်အေးတဲ့လေးမရဘူးလားရလားရတယ်ဒါကြောင့်မလို့ဦးဇင်းတို့တရားတော်မောသူတော်ကောင်းတို့တွေဟာလေဝိပဿနာလို့ကြိုးစားအထုတ်မဲ့ပုဂ္ဂိုလ်ဟာအယူမှန်အမှတ်မှန်အတိမှန်ဖို့လိုပါတယ်အဲ့ဒီလိုအယူမှန်အမှတ်မှန်အတိမှန်မှသာလဲဦးဇင်းတို့တရားတော်မောသူတော်ကောင်းတွေလိုလားတောင်းတနေတဲ့နိဗ္ဗာန်ချမ်းသာတော်ကိုရရှိမှာပဲဖြစ်ပါတယ်လို့ဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓု၃ကြိမ်ခေါ်ဆိုလိုက်ကြကဲမိမိတို့ဒီနေ့ဒါပြုလို့အားထုတ်ခဲ့သောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်စုစုတို့ကို30ဘုံ၌ကျင့်လည်နေကြကုန်သောဝေနေယဒုက္ခိတဒုက္ခိတတတ္တဝါပေါင်းတို့အားအမြတ်တမ်းများပေးဝေရမယ့်ရှင်ကပဲဖြစ်ပါတယ်အမြတ်တမ်းများမပေးဝေသေးမီရှေးဥစွာယရဏမြတ်၃ပါးတို့အားအကျင့်မြတ်ပฏิပတ်ဖြစ်ပူဇော်ကြောလိုက်ကြပါကုန်စို့ဣမာယဣမာယဓမ္မာနုဓမ္မပရိပတိယဓမ္မပရိပတိယလောကုတ္တရတရားကိုယ်ပါအလျော်ဖြစ်သောဤအခြင်းမြတ်ပฏิပတ်ဖြစ်ဗုဒ္ဓံမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ရှင်မေယဣမာယဓမ္မာနုဓမ္မပฏิပတိယလောကုတ္တရာတရားကိုယ်ပါအလျော်ဖြစ်သောဤအခြင်းမြတ်ပฏิပတ်ဖြစ်ဓမ္မတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘေယဣမာယဓမ္မာနုဓမ္မပฏิပတိယလောကုတ္တရာတရားကိုယ်ပါအ
အလျော်ဖြစ်သောဤအခြင်းမြတ်ပฏิပတ်ဖြစ်တန်ခံတန်ဃာတော်မြတ်ပေါင်းကိုပူဇေမိပူဇော်ပါ၏ရှင်မေယဤယနေ့အဖို့၌အကျွန်ုပ်တို့တစုပြုလို့အားထုတ်အပ်သောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစရှိသောအထူးထူးသောကုသိုလ်တို့ဤအဖို့ဘာကကိုရှေရှေဘဝယခုဘဝတော်ဆက်ကြကုန်သောအမိအဖအဖို့အဖွာဆရာသမားအစာထား၍အာလုံးသောပုဂ္ဂိုလ်ပေါင်းတို့အားအမြတ်ပေးဝေပါကုန်၏အမြတ်ရကြ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကဲကိုယ်စိတ်နှပြကျမ်းမှာရှမ်းသာကြပြီမိမိတို့ရဲ့တဏ္ဍာမှာသစ္စာတိသစ္စာဉာဏ်များကိန်းအောင်မိဤဘဝဤခန္ဓာဖြစ်ပေလင်နိဗ္ဗာန်ဆိုသောပန်းနိုင်ကိုရောက်အောင်ကြိုးစားအထောက်နိုင်သောသူတော်ကောင်းပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်များဖြစ်နိုင်ကြပါစေ